အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုရီးယားဇာတ်လေ့လာနေတဲ့မြန်မာကျောင်းသားတွေအတွက် subscribe လုပ်ထားတဲ့ channel လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံး channel လေးကတော့ Teacher Alice ရဲ့ YouTube channel လေးပဲဖြစ်ပါတယ်ရှင်ဒီ channel လေးထဲမှာဆိုရင် basic ကနေစပြီးတော့လေ့လာလို့ရပါတယ် basic ပြီးသွားလို့ရှိရင်လည်း grammar တွေပါ teacher ကတေချာသင်ပေးသွားတာမို့လို့ grammar တွေကိုလည်းဆက်ပြီးတော့လေ့လာလို့ရပါတယ်ရှင်ဒုတိယ channel လေးကတော့ Korea with me 99နဲ့ Molian ဆိုတဲ့ channel လေးပဲဖြစ်ပါတယ်ရှင်ဒီ channel ကတော့တယောက်တည်းပါဒါပေမဲ့လည်းကိုကစာပဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ Korea with me 99ကို subscribe လုပ်ထားတင်ပြီးတော့ကိုရီးယားတချင်းနဲ့ပြီးတော့ကိုရီးယား conversation တွေအပြင် general knowledge တွေကိုပါနားထောင်ခြင်းနဲ့သိကျင်တယ်ဆိုလို့ရှိရင်တော့ Molian ဆိုတဲ့ channel လေးကို subscribe လုပ်ထားတင်ပါတယ်ရှင်နောက်ထပ် channel လေးတစ်ခုကတော့ Dream Hour ဆိုတဲ့ channel လေးပဲဖြစ်ပါတယ်ဒီ channel လေးထဲမှာတော့ကိုက business တော့တင်ပြီးသွားပြီဒီတိုင်းပဲမလေ့လာချင်မဲနဲ့တင်ရိုးနဲ့လေ့လာချင်တယ်ဆိုတဲ့သူတွေ subscribe လုပ်ထားတဲ့ channel လေးဖြစ်ပါတယ်ဒီ channel လေးထဲမှာဆိုရင်ဆဲဆုံးတင်ရိုးကိုတင်ပေးထားပြီးတော့ကိုရီးယားတီချာကိုယ်တိုင်သင်ပေးထားတာဖြစ်ပါတယ် level 1 2 3 4 5 6အဆင့်ဆင့်လေ့လာနိုင်ပြီးတော့ level 1နဲ့2မှာဆိုရင်မြန်မာ subtitle နဲ့လည်းလေ့လာလို့ရပါတယ်ရှင်ဒါဆိုရင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ကြိုက်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲ bye bye ပါ